စိတ်ချမ်းသာဖို့လိုက်နာတင်သည့်10ချက်မနစ်အနှဲငယ်မေးတိတ်ထိုင်ပါအသက်ရှူကိုတတိထားပြီးခဏခဏပြတ်တက်ပေးရင်စိတ်အေးချမ်းလာစေပါတယ်မနက်စောစောနေထိုင်စာအလွယ်ကိုလှုပ်လေးတစ်ခုလုပ်ပါလက်ဝဲတစ်ခုပြီးချင်းတစ်နေ့လုံးစိတ်အေးစီရဲ့မလိုအပ်တဲ့အရာများကိုကြော်လွားပင်ပေးပါညောင်ပိုးမဲ့အတွေ့တွေမလိုအပ်သောအငြင်းပွားမှုတွေကိုမစင်စားတော့ပါအိယာကောင်းကောင်းဝင်အိပ်ပါအိပ်ရေးမကောင်းလို့စိတ်မတည်ငြိမ်တာတွေများပါတယ်ဖုံးကိုသမတ်ချိန်မှာပိတ်လိုက်ပါအချိန်တိုင်းဖုံးကြည့်ပြီးစိတ်လှုပ်ရှားမှုများတာကစိတ်ပင်ပန်းစေပါတယ်သဘာဝလေကောင်းလေးထဲဆင်းသွားပါလမ်းလေးလျှောက်ပြီးအစိုးတိတ်နေမှဆိုရင်စိတ်က refresh လုပ်ရပါတယ်ဂီတတူတီတစ်ခုနားထောင်ပါမနစ်မြုပ်ဝူတဲ့တချင်းတောင်စိတ်အေးအေးချစေနိုင်ပါတယ်မိသားစုတငယ်ချင်းနဲ့ခံစားချက်ကိုမျှဝေပါပြောမယ်ဆိုရင်စိတ်လေးပေါ်လာပြီးအေးချမ်းတာမျိုးရပါတယ်တနေ့တာမှအလိုဆန္ဒတေးသေးလေးတစ်ခုပြည့်စေပါကော်ဖီတစ်ခွက်တောက်ချင်တာတောက်လိုက်တာပဲ even small joys matter မိမိကိုကောင်းကောင်းသဘောထားပါမခံနိုင်လောက်တဲ့လူရက်တွေကိုမိမိကိုယ်တိုင်မဆွတ်ဆွဲပါနဲ့အခုလိုဖြစ်နေခြင်းလို့ဖြစ်နေတယ်လို့လည်းခံယူခွင့်ပေးလိုက်ပါ